အားလုံးပဲမင်္ဂလာပါဘာမီဂိုက် channel ကနေပြီးကြိုဆိုပါရစေကျွန်တော်ကတော့ဘာမီဂိုက် channel ကဇန်နစ်ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အတူတူဒီနေ့ Squid Game တော့ဆော့ကြမယ်ကျွန်တော်ကတော့ဒီမဲ့ဒီ server တွေကပေါ့နော်အရင်ဆုံး server ရွေးမယ် server တွေကနေပြီးကျွန်တော်စင်ကာပူ server လေးကိုရွေးလိုက်တယ်အရင်ဆုံးကျွန်တော်တို့ဒီဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့ဒီ season ရွေးရမယ်ပေါ့နော်အဲ့တော့ဒီကပန်းရောင်ကွက်ထဲကိုသွားမယ်အဲ့မှာဆိုရင်ကျွန်တော် season 1 2 3ရှိရပေါ့ကျွန်တော်တို့ကတော့ season 2 3တဲ့အရင်ဆော့ပါမယ်ပေါ့နော်တခါမှမဆော့ဘူးသေးဘူးအဲ့တော့ကြည့်လိုက်အောင်ကျွန်တော် ਨੇ ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ပြန်ပြီးမိတ်ဆက်မယ်နော်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဇန်နစ်ပဲဖြစ်ပါတယ်ခင်ဗျာကဲအရင်ဆုံးကျွန်တော် join ပြီဆိုတော့ကျွန်တော်ဒီ player နေရာနေ join ပါမယ်ခင်ဗျာ okay ဒါ player တွေစောင်းရင်းနဲ့ကျွန်တော်တို့အတူတူဒါ game room ထဲမှာကြည့်မယ်ပေါ့ဒါဆိုရင်ပြိုင်ပွဲဝင်တဲ့လူတွေပေါ့နော်ကဲကျွန်တော်ရဲ့ number ကဘယ်လောက်ဖြစ်မလဲဆိုတာကို comment မှာတစ်ချက်မှတ်ခဲ့ပေးပါခင်ဗျာကဲစပြီနော် game ရတော့ okay ကဲအရင်ဆုံးလောက်ကြပါအောင် okay ကျွန်တော်ပထမဆုံး game အနေနဲ့ကျွန်တော်တို့ red light green light green light ကိုဆော့ပါမယ်ခင်ဗျာကဲပြေဟော channel ကောင်တွေကရှေ့ကိုရောက်နေပြီငါနောက်ကျကြံနေခဲ့ပြီကွာနေ okay ရဲဘာလို့လုံနေရတော့ဒီကောင်ကြီးဘာဖြစ်တာလဲဟာတော့မယ်ငါဘာလို့နေနေရလဲကွာမမီတော့ဦးတင်နေဟိုမှာအဝေးလို့သေးတော့မြန်လေးတော့သွားကြည့်အောင်ပါပထမဆုံးဆော့ဘူးတာဆိုတော့သွားပြီမမီတော့ဦးတင်နေကောင်းရေကဲလုတ်ပြီပြေးမယ်နောက်ကတနက်နဲ့လိုက်ချိန်နေပြီသွားပြီကဲကျွန်တော်တို့နောက်တစ်ချိန်ထပ်ပြီးတော့ပြန်ပြီးစူးစမ်းကြည့်အောင်မယ်ပေါ့နော်ကဲမလုပ်လို့မရတော့လှုပ်ရတာမှာပေါ့โอเคနောက်တစ်ချိန်ကျွန်တော်တို့ထပ်ပြီးတော့သွားမယ်ကဲဒါဆိုတော့ကျွန်တော်တို့ဒီဒါကတော့ဆက်ပြီးတော့ဆော့မှာလားမဆော့ဘူးလားပေါ့နော်ကျွန်တော်ကတော့ဒေါ်လာတွေလိုချင်တာဖြစ်တဲ့အတွက်ဆက်ပြီးဆော့ပါမယ်ခင်ဗျာကဲအဲဆိုရင်ကျွန်တော်တို့ဘုံသွားပြလိုက်အောင်ဆော့မှာလားမဆော့ဘူးဆိုလားဆော့မယ်ဆိုရင်ကျွန်တော်တို့မြင်တဲ့အတိုင်းအဝိုင်းလေးကိုနှိပ်မယ်စာကယ်လေးပေါ့နော်အဝိုင်းလေးကိုနှိပ်မယ်မစောဘူးဆိုရင်တော့ဟိုဘက်ကချက်ချီကလေးကိုနှိပ်ပါမယ်ခင်ဗျာโอเคအဲ့တော့ကျွန်တော်ကတော့ဆက်ဆော့မှာပဲဖြစ်ပါတယ်ကဲ let's go သွားလိုက်အောင်ကဲဒါကတော့စုငွေတွေပေါ့ကျွန်တော်တို့ကဲလူတွေစုံနေပြီဆိုတော့ကျွန်တော်တို့game မစခင်လေကျွန်တော်တို့ရဲ့ game မစခင်ပေါ့နော်ကျွန်တော်တို့ရဲ့ Squid Game နေရာကြီးကိုကျွန်တော်လိုက်ပြပါမယ်ခင်ဗျာကဲအရင်ဆုံးဓာတ်ပုံကတော့နောက်ကျမှကျွန်တော်ရိုက်ပြမယ်အဲ့နေရာလေးကဓာတ်ပုံရိုက်လို့ရပါခင်ဗျာကဲဒါပရိသတ်တွေကိုကျွန်တော်ရဲ့ဒီ Squid Game နေရာတွေကိုကျွန်တော်ရဲ့လိုက်ပြပေးတာပဲဖြစ်ပါတယ်ခင်ဗျာမိုက်တယ်နော် share မိုက်ပါတယ်ရေးလဲမိုက်ပါတယ်ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဇန်နစ်ပဲဖြစ်ပါတယ်ခင်ဗျာကဲမြန်မာလေးနဲ့အရန် fine နေပြီကဲ game စတော့မယ်ဗျာ let's go သွားကြစို့လောက်ကြစို့ကဲလူတွေကတော့အများကြီးပဲ second game ကဘာဖြစ်မလဲဒီအကြီးဒါကြီးငါတိတယ်ဟုတ်တယ်ကျွန်တော်တို့ကဒီကျိုးခုံပါမှာပေါ့နော်ကျိုးခုံသွားမယ်ဒီတရားကြီးပေါ်ကနေပြီးတော့ကျွန်တော်တို့သွားရမယ်ပြီးရင်သူကျိုးကအောက်နှိပ်လာတဲ့အချိန်ကျွန်တော်တို့ခုံရမယ်ပေါ့နော် okay let's go လူတွေကပြည့်ညက်နေရပဲဘယ်လိုသွားရမအောင်လောက်ကြအောင်သူများကြီးပြုတ်ကြကုန်ပြီငါတို့မလွတ်ဘူးလားလွတ်တယ်မှတ်နေလို့ရက်နေတာမလွတ်ဘူးလားသွားပါပြီကွာကဲမကျင်တော့ဘူးနောက်တစ်ချိန်ကျွန်တော် season 2 နဲ့ 3 ကိုပဲထပ်ပြီး join မယ်လူတွေကအများကြီးပဲเนาะအောက်မှာ36ယောက်အများကြီးပဲပါတယ် let's go ဒီခါတော့ကျွန်တော်ဓာတ်ပုံရိုက်တဲ့နေရာလေးပြမယ်ဒီနားမှာကျွန်တော်ဓာတ်ပုံရိုက်လို့ရပါတယ်ခင်ဗျာကြည့်မယ်ကျွန်တော်ဓာတ်ပုံရိုက်ပြမယ်เนาะကဲတွေ့လားကျွန်တော်ပုံလေးဓာတ်ပုံရိုက်လို့ရတယ်အဲ့ဒီနေရာလေးက okay ကဲရေးလိုက်ဖိုင်းတော့လောက်ကြအောင်ကျွန်တော်ဂျုံးမှာထိုးပြမယ်ဂျုံးနေထိုးပြဟုတ်တယ်ဟေးကဲဂိမ်းစားတော့မယ်အစင်တင်ပြင်မယ်ဒီကတော့တေချာလေးဆော့မယ်ဒါ$9တွေရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့တော့ဆော့ကြအောင် let's go သွားမယ်
Okay let's go ပထမဆုံး first game အနေနဲ့ကျွန်တော်တို့ red light green light ကိုတွားပါမယ်ခင်ဗျာ let's go let's go Okay ဟုတ်ပြီကျွန်တော်ကခုနကလေဒီဘက်က WNK walk ဆိုတဲ့နေရာလေးမှာကျွန်တော် run လေးရှိရဗျာအဲ့ဒါကိုကျွန်တော်ကမသိလိုက်ပြီးတော့ဒီတွားတဲ့ခါနှေးလမ်းလျှောက်တာဖြစ်သွားတာပေါ့နော်တကယ်တမ်းဒီ walk အစိမ်းရောင်လေးကိုနှိပ်တိုင်းမယ်ဆိုရင်ကျွန်တော်လမ်းလျှောက်မှာဟုတ်ပြီနော် run ဆိုတာလေးကိုနှိပ်လိုက်ပြေးမှာကျွန်တော်ကအဲ့ဒါကိုမသိပထမအချိန်စော်တော့မကြော်ဘူးသေးတော့လေမသိလိုက်ကဲဒီခါတော့9နိုင်ပါပြီရက်မယ်red green ဆိုတာနဲ့ပြေးမယ်နော် okay ရက်ပြေးမယ်ဇန်နစ်လောက်ထားမယ်ရောက်ပြီနေတီးခန့်လိုက်ဘလောက်မှမလို့တော့ပြေးကဲ first mission တော့အောင်မြင်တော့ရခင်ဗျာကဲဒီမှာဆိုရင်ကျွန်တော်နောက်ပါကျွန်တော်ရဲ့ border ကြီးတွေအတွက်စိတ်မကောင်းပါဘူးဗျာတချို့လူတွေတော့ mission fail တယ်ပေါ့နော် mission fail သွားပါတယ်ခင်ဗျာဒါတော့သူတို့နောက်ကတပင်ကြီးပါကဲအယုံးမှာကျွန်တော်တစ်ပင်မော်တက်ကြီးတော့တက်တော့မရဘူးပေါ့နော်ကဲအဲတော့ကျွန်တော်နောက်ထပ် mission တစ်ခုကိုဆက်ပြီးတော့သွားပါမယ်ခင်ဗျာကဲဇန်နဲ့ကျွန်တော်ဇန်နဲ့ပထမဆုံး mission ကိုအောင်ခဲ့ပါခင်ဗျာကဲ let's go နောက်ထပ် mission တစ်ခုကိုကျွန်တော်တို့ဆက်သွားကြမယ်ကဲဘော်ဒါတို့စိတ်တော့မကောင်းပါဘူးဗျာနောက်ထပ်ကြိုးစားပါဟာကဲတော့မယ်နောက်ထပ် mission you make it through the gate okay let's go နောက်ထပ် mission တစ်ခုsorry ဒီမှာဒီ game တစ်ခုပြီးတဲ့အခါမှာဆိုရင်ကျွန်တော်တို့ဒီရက်မှာလာဆက်ပြီးတော့မှလာဆိုတာပုံတင်လောက်ရသေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာ close လေးသွားနှိပ်လိုက်ပါဦးခင်ဗျာကျွန်တော်ကတော့ continue ဒီ wine လေးကိုနှိပ်လိုက်တယ်ပေါ့နော်ကဲဓာတ်ပုံလည်းရိုက်ပြီးသားဆိုတော့ကျွန်တော်တို့ရိုက်ပြတော့ပေါ့နော်ကဲအဲဆိုရင်ကျွန်တော်တို့တူထပ်ပြီးတော့သွားကြည့်ရအောင်ထပ်ပြီးတော့ let's go နောက်ထပ် mission ကတော့ကျွန်တော်ကြိုသိနေပါပြီချိုးခုံတာပေါ့နော်ဒီခါတော့တေချာလေးကုန်မယ်ကဲလူကြီးလည်းစောင့်နေဆိုတော့ game ကိုစလိုက်ရအောင်ခုနကထုံးစံတိုင်းပဲကျွန်တော်တို့ဒီမှာကျိုးလိုက်ဒီကျိုးကအောက်ကိုရောက်လိုက်ခုံရမယ်ပေါ့နော်အပေါ်ရောက်နေတဲ့အချိန်ပြေးရမှာပါကဲ let's go လူကြီးကတော့အများကြီးပဲနော်ကဲသွားကြအောင်ဟာလုံးကြအောင်ဟုတ်ကြအောင်ဟာဂျွန်းဟိုမောက်ကုန်နေဖြစ်နေပြီအယုံမအောက်ကလုံးကြပါအောင်ကွာလုံးကြပါအောင်ဘလို့ဖြစ်ကုန်ပြီတော့ကျွန်တော်ရဲ့ကျောနံပါတ်ဘယ်လောက်လဲဆိုတာမြင်လိုက်တဲ့သူရှိလားရှိရင်ကောင်းမှမှန်ပေးကြပါဦးခင်ဗျာကဲဖြည်းဖြည်းချင်းပဲသွားမယ်လူတွေကတက်နေတာကဲသွားဒီကားတစ်ခြားလေးလုံးမယ်သွားမယ်ခုံ okay ဟုတ်ပြီသွားမယ်ကျိုးကအောက်ရကဲအားလုံးပဲစိတ်မကောင်းပါဘူးကဲနောက်ထပ်ကျွန်တော်တက်ပြီးတော့ကြိုးစားပါအောင်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပြီးတော့အားပေးခဲ့ကြပါဦးခင်ဗျာအားလုံးပဲကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ဇန်နစ်ပဲဖြစ်ပါတယ်ခင်ဗျာ bye bye